Sky Daily ကိုကြည့်ရှုနေတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရွှေတကုံမူလမင်းကွန်ပရိပတိသာသနာနှုတ်ကဟအသင်းကြီးပဓာနနာယကဆရာတော်ဗဒ္ဒနာဝီလာတာမဟာထေမြတ်ဤတတ်တော်88နှစ်ပြည့်ဝိဇာဒကုဏပူဇာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရွှေတကုံမူလမင်းကွန်ပရိပတိသာသနာနှုတ်ကဟအသင်းကြီးပဓာနနာယကဆရာတော်ဗဒ္ဒနာဝီလာတာမဟာထေမြတ်ဤတတ်တော်88နှစ်ပြည့်ဝိဇာဒကုဏပူဇာမင်္ဂလာအခမ်းအနားကိုယမန်နေ့ဩဂုတ်လ23ရက်နေ့နက်9:00နာရီကကျင်းပပြုလုပ်ခဲ့ပါတယ်ဆရာတော်လောင်းလျာကိုရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ပေါတော်ပြင်ရွာခမဲတော်ဥပေါ်စာအောင်မေတော်တော်မူစံဖြူတို့မှ1300ပြည့်ဝါကောင်လားပြည့်ကျော်10ရက်နေ့ဗုဒ္ဓဦးနေ့တွင်ဖွားမြင်တော်မူခဲ့ပြီးမွေးချင်း4ယောက်အနက်အကြီးဆုံးသားရတနာပင်ဖြစ်ပါတယ်ဆရာတော်လောင်းလျာဟာတက်တော်15နှစ်အရွယ်တွင်ရွာဦးကျောင်းဆရာတော်ဦးကုဏထံ၌ခမဲတော်မေတော်တို့ရဲ့ပြစ္ဆာနုကားကိုခံယူကာရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ဓမ္မိကာယာမကျောင်းဆရာတော်ကိုဥပစ္စေပြု၍ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ရှိဒေါ်ညွန့်ညွန့်ဒေါ်လာမြင့်ညီကိုမောင်နှမတစုတို့ရဲ့ပြစ္ဆာနုကားကိုခံယူကာမြင့်မြတ်သောယဟန်အဖြစ်သို့ရောက်ရှိခဲ့ပါတယ်ဆရာတော်သည်ပေါတော်ပြင်ရွာဦးကျောင်းဆရာတော်ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ဓမ္မိကာယာမကျောင်းဆရာတော်ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရွှေဒဂုံအောက်ပြစ်စရန်စနေတောက်မူလမင်းကွန်းဆရာတော်များထံပရိယပရိပတ်တရားတော်များကိုလေ့လာသင်ယူတော်မူခဲ့ပြီးဆရာတော်သည်1340ခုနှစ်ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ပေါတော်ပြင်ရွာတွင်ကျောင်းထိုင်လျက်သာသနာတာဝန်များကိုဆောင်ရွက်တော်မူခဲ့ပါတယ်။အဲဒီနောက်မှာတော့1345ခုနှစ်တွင်တန်တွဲမြို့နယ်နန်းချောင်းရွာမူလမင်းကွန်းမဟာတတိပဋ္ဌာန်တရားဌာန၌တရားဟောတရားပြလျက်သာသနာပြုတော်မူခဲ့ပြီး1349ခုနှစ်မှာယနေ့အထိရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရွှေဒဂုံအောက်ပြစ်စရန်စနေတောက်မူလမင်းကွန်းပြိပတိကမ္မထံဌာနတွင်ပဓာနနာယကတာဝန်ဖြင့်တရားပြတရားဟောလျက်သာသနာတာဝန်များကိုဆောင်ရွက်တော်မူခဲ့ပါတယ်။ဆရာတော်ကယခုအခါတွင်ကရွှေဒဂုံမူလမင်းကွန်းတာကေတမူလမင်းကွန်းနန်းချောင်းမူလမင်းကွန်းတို့၌ပဓာနနာယကတာဝန်ဖြင့်ဆရာတော်ဥတုမနာတာကေတဆရာတော်ဥတုမနာကဘာအေရိုနှင့်အတူကျမ်းမာစွာသာသနာတာဝန်များကိုဆောင်ရွက်လျက်ရှိပြီးယမန်နေ့ဩဂုတ်လ23ရက်နေ့မှာတော့ဆရာတော်ရဲ့တတ်တော်88နှစ်ပြည့်ဝိဇာဒကုဏပူဇာမင်္ဂလာအခမ်းအနားကိုကျင်းပတော်မူခဲ့တယ်လို့သိရပါတယ်။ဘုန်းကြီးကဇေရဝံဆရာတော်ဘုရားကြီးရဲ့ဥပနိတရားကိုယူပြီးတော့တရားပြတဲ့တရားဟောတဲ့ဒီလိုလောက်လာတယ်ပေါ့လေ။အခုအသက်တော်88နှစ်ပြည့်ပြီးတော့တရားဓမ္မတွေကကုသိုလ်ကောင်းမှုကိုလုပ်ကြတယ်ပေါ့အသင်္ကားလေးဆရာတော်ရဲ့မွေးနေ့မှာမွေးနေ့လုံးမယ်ဆိုပြီးတော့လောက်လာကြတာအဲ့ဒါအခုမှမဟုတ်ဘူးဘုန်းကြီးက80ပြည့်လောက်ကပဲမွေးနေ့လောက်လာတာပေါ့အခုဒီ80နဲ့ရှင်းနေဆိုပြီးရှင်းကြီးရှိပြီပေါ့ဒါကြောင့်ဒီဘာဖြစ်လို့လဲဆိုတော့ဇေရဝံဆရာတော်ဘုရားကြီးကဥပနိဒေယကိုယူပြီးတော့ဣရိယာပုတ္တသံပဇညတရားတွေကိုဘုန်းကြီးကိုယ်တိုင်ဆရာတော်ဘုရားကြီးဟောညပြတဲ့ဆုံးမတဲ့တရားတွေကိုကြည်ကြံကြွကိုအားထုတ်ပြီးတော့လာခဲ့တာနော်အဲ့တော့ဒီနေ့ဒီရှင်ခါလက်တော်80နဲ့ရှင်းနေလေးပြည့်ပြီးဆိုပြီးရာဂိတဆရာတော်အဘကြီးဆရာတော်လည်းလက်တွေ့ပြီးတော့သာသနာပြုလို့ရှိပါကြောင်းကိုဘုန်းကြီးကပြောပြပါတယ်အားတော့တရားဓမ္မတွေဟောညပြတဲ့ဆုံးမတဲ့သတိပဋ္ဌာန်ပေါ့ကာယနှုပ္ပတနာဝေဒနာနှုပ္ပတနာစိတ်နှုပ္ပတနာဓမ္မနှုပ္ပတနာတရားတွေကိုဟောညွှန်ပြသဆုံးမတာပဲပြီးတော့ကာယနှုပ္ပတနာဆိုမျက်စိနဲ့နာလျာကုမနဲ့၆တော်ရမှာရှုမဲ့ဖို့ရှုမဲ့လေးနဲ့ပေါ်မြတ်ဖို့ပေါ်မြတ်လေးကိုပြောပြတာပေါ့နော်ဒီဟောပြတာပေါ့အဲဒီရှုမဲ့တဲ့အတွက်ကြောင့်မျက်စိမှာမြင်နေခါလေးမြင်နေလို့မှကြားမှာကြားနားမှာကြားတဲ့ခါလေးကြားတယ်လို့မှနှာခေါင်းမှာနားတဲ့ခါလေးနားတယ်လို့မှလျှာမှာစားတဲ့ခါလေးစားတယ်
ကိုယ်နဲ့ထိတဲ့ခါလေးထိတယ်မနှောမှသိတဲ့ခါလေးသိတယ်လို့မှတ်လိုက်တဲ့ခါမှာယောဂီတွေကဘယ်လိုတွေးလာမလဲဆိုမြင်တာကတခုပဲမျက်နှာကမှတ်တာကတခုပဲကြားတာကတခုပဲကြားတာကမှတ်တာကတခုပဲနားတာကတခုပဲနားကမှတ်တာကတခုပဲစားတာကတခုပဲစားတာကမှတ်သိတာကတခုပဲသိတာကမှတ်တာကတခုပဲလို့အဲ့လိုမှတ်တဲ့မှာကပေါင်းမနေတော့ဘူးတခုစီသိလာတဲ့တော့ဉာဏ်မြင်လာတဲ့အခါမျက်နှာကရုပ်သဘောမျက်နှာကိုမှတ်တာကနာမ်သဘောသိတာကဉာဏ်ဖို့နော်ယုံနာနှစ်ပါးတို့ရဲ့အပေါ်မှာသိတာကဉာဏ်ဆိုတော့နာမရူပပရိစ္ဆေဒဉာဏ်ကိုလည်းရတော့နိုင်ပါတယ်နာမရူပပရိစ္ဆေဒဉာဏ်ကိုရတော့နိုင်ပြီးတော့ဒီနှစ်ယောက်တရားစီဟာအကြောင်းနဲ့အကျိုးသာဖြစ်တာကိုလည်းသိနိုင်တယ်ဒီအကြောင်းအကျိုးမှာငါမပါဘူးပုဂ္ဂိုလ်မပါဘူးသက်တော်မပါဘူးဆိုလည်းသိနိုင်တယ်အဲ့တော့သိပြီးတော့ဒီသက်တော်မပါဘူးသိနိုင်တဲ့ကဒီယုတ်တရားနဲ့တရားတဲ့အကြောင်းနဲ့အကျိုးဖြစ်တယ်ပြည့်တယ်ဖြစ်တယ်ပြည့်တယ်ဖြစ်တယ်ပြည့်တယ်ဆိုတော့ပြစ်တာကဥဒယပြစ်တာကဝေယဆိုတော့နှစ်ပါးစုကိုဥဒယဗျာဉာဏ်လို့ခေါ်တယ်ပေါ့နော်ဥဒယဝေယဉာဏ်ဆိုတော့ပြီးတော့ဥဒယဗျာဉာဏ်ဆိုတော့အဖြစ်ကိုသိလာတယ်တောင်းပြထိုးတယ်လို့သိလိုက်ကအနိစ္စလက္ခဏာကိုလည်းသိနိုင်တယ်ဒုက္ခလက္ခဏာလည်းသိနိုင်တယ်အနတ္တလက္ခဏာကိုလည်းသိနိုင်တယ်ပေါ့အဲ့ဒီကရှုမှတ်လို့ပေါ်များအထုတ်လာတဲ့ခါမှာဥဒယဗျာဘင်္ဂဗျာအတိနဝနိဗ္ဗိဒမောရှိတုကမြရပရိဒေခာဉာဏ်သင်္ခါရုပ္ပခဉာဏ်အနုလောမဉာဏ်ဆိုတဲ့ကောတကုဉာဏ်ကိုရောက်တော့တဲ့အခါမှာဖြစ်နေတာကဉာဏ်ယုတ်တရားပဲမဖြစ်တာကနိဗ္ဗာန်ပဲအစိတ်စိတ်ချင်းကယုတ်မယ်အစိတ်ပြည့်ချင်းကနိဗ္ဗာန်ပဲနိမိတ်ထေချင်းကနိဗ္ဗာန်ပဲနိမိတ်မထေချင်းကယုတ်ပါမယ်လို့ဒီလိုပဲရှုမှတ်လို့သွားတယ်ဓမ္မကြီးနော်ဘုံကဥတ္တမနပေါ့နာမည်ကဥတ္တမနအဲ့တော့ဘုံတာဝန်ကြားတဲ့နေရာကတော့တာဝန်ထမ်းဆောင်နေရတော့ကဘာအေးနိုင်ငံတော်ပြည်သာသနာ့တက္ကသိုလ်ဘုရားရတနာပြင်ပေါ်ဌာနအဲ့မှာပါဝခဌာနမှုတာဝန်ထမ်းဆောင်နေတာပေါ့အဲ့တော့ဘုံကအခုဒီမှာမူလမင်းကုန်းဝိပဿနာကမ္မဋ္ဌာန်းဌာနမှာနောက်တစ်ခါအခုဒီဘက်ကထိုင်နေတဲ့ဆရာတော်ပေါ့မူလမင်းကုန်းဓမ္မဣဒသာဂိတကိုရက်ွက်ဒီဆရာတော်နဲ့တွေ့ပြီးတော့အမြဲတမ်းဒီမှာတရားစခန်းတွေဖွင့်တယ်တရားပြတယ်ပေါ့လေတရားဟောတယ်အဲ့ဒီတာဝန်တွေကိုထမ်းဆောင်နေတာပေါ့အခမ်းအနားကတော့ခါဒီမှာဆရာတော်ကြီးပေါ့လေပဒါနနာကဆရာတော်ကြီးမူလမင်းကုန်းပဒနာကမ္မဋ္ဌာန်းဌာနဘုံတော်နောက်တစ်ခါတာဂိတမူလမင်းကုန်းဓမ္မဣဒကိုရက်ွက်နောက်တန်တွေမူလမင်းကုန်းမဟာသီရိပဋ္ဌာန်တရားဌာနတို့ရဲ့ပဒါနနာကဖြစ်တဲ့ဒီဆရာတော်ကြီးပေါ့အဲ့တော့တစ်နှစ်မှတစ်ချိန်ဘုံတော်တက်တော်80ပေါ့80တက်ကနေစပြီးတော့တစ်နှစ်မှတစ်ချိန်ဆရာတော်ကြီးကမွေးနေ့ပေါ့လေတရားဓမ္မတွေကအလုံးဝိုင်းဝန်းပြီးတော့စုပေါင်းပြီးတော့ကျင်းပေးကြတာပေါ့အခုဆို80နဲ့ရှင်နေမြောက်ပေါ့မွေးနေ့ကိုဒီနေ့ဆင်ရင်ကျင်းပကြတယ်ပေါ့ဒါရည်ရွယ်ချက်ကတော့ခါဆရာတော်ကြီးကိုအကြောင်းပြုပြီးတော့တမီးရဲ့အလုံးတော့တရားဓမ္မတွေတပည့်တရားဓမ္မတွေအလုံးကုသိုလ်ဖြစ်အောင်ဆိုပြီးတော့ဒီလိုပဲတစ်နေ့တစ်ခါကျင်းပကြတာပေါ့ဒီနေ့ကျင်းပတဲ့အစီအစဉ်ကတော့ခါအထုတွေတော့သိမရှိပါဘူးဆရာတော်ဘုရားကြီးကိုဆရာတော်ဘုရားကြီးကဂုဏ်တော်ကြီးစုတော်တွေကိုဟိုမှာဂါထာနဲ့တပါးကပူဇော်တယ်ပေါ့နောက်တစ်ပါးကတော့ဆရာတော်ဘုရားရဲ့ဆူတောင်းပေါ့လေအဲ့ဒါပူဇော်တယ်နောက်တစ်ခါအားလုံးတပည့်တရားဓမ္မတွေကဆရာတော်ဘုရားကြီးကိုရှင်းလုံးမွေးခပြာနဲ့ဆရာတော်ဘုရားရဲ့အထုပ္ပတ္တိအကြောင်းတင်နဲ့အဲ့ဒါပူဇော်ချတယ်ပေါ့လေအားလုံးဒီနေ့မှာတစ်ခါစီကုသိုလ်ဖြစ်အောင်ဆိုပြီးတော့နောက်ဆုံးတော့ဘုံကတော့ရေစက်ချနုမောဒနာတရားဟောတော့မဟောလိုက်ရပါဘူးဘာပဲဆိုတော့ကိုယ်စင်နိုင်လက်ခွက်ခါနေပြီဆိုတော့လေရေစက်ချပြီးတော့အခမ်းအနားကိုအစီအစဉ်ချင်းလေးနဲ့ပေါ့ခန္ဓာကိုပေါ့အစီအစဉ်အချိန်ကိုငိမ့်ညာသွားအပြင်ပေါ့ကြည်တူချင်းနဲ့လိုရင်းပဲအစီအစဉ်ကိုအဲ့လိုလုပ်ပြလိုက်ရတယ်ပေါ့ဒီနေ့ကတော့မင်းကွန်ပฏิပတ်တိကမ္မထဌာနမှာသူရဲ့တစ်နှစ်မှာလမ်းမှာတစ်ချိန်အင်္ဂလိပ်လဆင့်တရက်နေ့ကနေပြီးတော့9ရက်နေ့ထိတော့လဆင့်လတိုင်းတရားစခန်းဖွင့်တယ်ပေါ့နောက်တစ်ခုကတနင်္ဂနွေနေ့တနေ့တာတရားစခန်းဆိုတာရှိတယ်မနေ့9နာရီလာတယ်ဒီလပြည့်တယ်တရားမှတ်ကြတယ်နေ့လည်ကြပြန်ကြတာပေါ့နောက်တစ်ခါဥပုံနေ့ပေါ့ဥပုံနေ့ဆိုလို့ရှိရင်လည်းတနေ့တာတရားစခန်းရှိတယ်မနေ့9နာရီကျော်ဆိုရင်ဒီလပြည့်တယ်တရားမှတ်ကြတယ်နောက်နေ့ခင်ပေါ့တရားမှတ်တယ်ပြီးလို့ရှိရင်ရေစက်ချမျှဝေပြီးတော့ပြန်ကြတယ်ပေါ့ဒါတော့ကအမြဲတမ်းရှိတယ်တရားစခန်းကတော့50ရှိတယ်တရားကနေ9ရက်နေ့ထိပေါ့တရားမှာကြတော့ဒါအထူးတရားစခန်းမလို့ပြောရမှာပေါ့လေအဲ့ဒါကကြတော့ယောဂီတွေကများတယ်အဲ့တော့ယောဂီတွေများတယ်ဒုံလဘဆိုလို့ရှိရင်လေ9
80 80ရှိတယ်ဒီလိုက်ရှင်ဆိုလို့ရှိရင်လည်း30 40 50အဲ့လိုရှိတယ်ပေါ့မြို့သားယောဂီမြို့သမီးယောဂီစသည်ဖြင့်ဒီချိန်မှာခြားတော့ခါတော်တော်များတယ်ယောဂီတွေကအခုဒီဂျာတရားစခန်းတွေမှာတော့နေတယ်ပေါ့သမီးရဲ့ဒါပေမဲ့လားစင်မပြည့်တရားစခန်းရှိတယ်နောက်ပြီးတော့အပတ်စဉ်ပေါ့တနင်္ဂနွေနေ့ဥပုပ်အမြဲတမ်းတရားစခန်းရှိတယ်လှူလေးရှိတယ်တနင်္ဂနွေနေ့ဆိုအလှူရှိတယ်အများတယ်ဥပုပ်နေ့လည်းလှူရှိတယ်လာသမျှကိုယောဂီတွေကိုဒါကျွေးမွေးတယ်ပေါ့တကယ်တမ်းအလှူရှင်မရှိဘူးဆိုလို့ရှိရင်လည်းဘုန်းတော်ဒါကအမှုဆောင်ဖွဲ့ဆိုတာရှိတယ်ပေါ့လေအဲ့အမှုဆောင်ဖွဲ့ကနေပြီးတော့ဒါဆုံးပတိတပင်ကယူပြီးတော့ဒါဆုံးကျွေးတယ်ပေါ့ကျွေးတယ်မို့တယ်ပေါ့အဲ့ဘုန်းတော်မူလာမဲကောမှာဒါအမြဲတမ်းလှုပ်ဆောင်ချက်ပေါ့တကယ်အဲ့ဒါတော့မူလာမဲဥပဒနာကမ္မဋ္ဌာန်းမှာမှုဆောင်ဖွဲ့ရှိတယ်ဒါရှင်မွေးလာလို့ဆက်တယ်လည်းရပါတယ်ကြိုတင်ပြီးတော့စည်ရင်ပေးစရာလည်းမလိုဘူးအဲ့ဒါရောက်လာရင်သူတို့ကိုစည်ရင်ပေးပြီးတော့ဒါသူတို့ကဆောင်ရွက်ပေးတယ်ပေါ့လွှတ်တာတွေကိုလေအဲ့ဒါပေါ့ဒါပေမဲ့တခုတော့ရှိတာပေါ့ဒါတရားစခန်းဝင်လာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အသုံးဆောင်ပေါ့သုံးဆောင်ပစ္စည်းတွေပါဆိုအလုံးတော့ယူလာခဲ့ရမှာပေါ့ကျန်တဲ့ဘက်ကတော့အမှုဆောင်ဘက်ကအလုံးဆောင်ရွက်ပေးတယ်နောက်သမီးအဲ့ဒါရှိပါတယ်ဘုံဘုံနေနာကတော့ခါဝတ်တာရတာပေါ့လေဆရာတော်ဖရာကြီးကိုအကြောင်းပြုပြီးတော့အလုံးတော်တပည့်တွေကမှရန်နေရဝဲပေါ့လာကြတဲ့တိတက်ပုဂ္ဂိုလ်တွေနောက်တစ်ခါဒီကတော့အလိုက်ပေါ်မှာလည်းတင်ပေးတယ်လေအလိုက်ပေါ်မှာသိရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအကုန်ပေါ့ဆရာတော်ဖရာမွေးတွေကိုလာပြီးတော့ပူဇော်ရတယ်အမိတ္တပူဇာဓမ္မပူဇာပေါ့သူရဲ့လာပြီးတော့လူချတန်းချပေါ့အဲ့ဒါတော့ဝတ်တာဂျင်းနုစီရတခုပေါ့ဆရာတော်ဖရာမွေးတွေကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခွင့်ရတဲ့အတွက်ဘုံဘုံတော်အားလုံးကဝတ်တာဂျင်းနုရပါတယ်ဒါတို့အနုမောတာလည်းခေါ်ဆိုရပါတယ်လို့နော်အဆိုပါအခမ်းအနားတွင်ဖောင်တော်ဦးစာချဆရာတော်မှဂုဏပူဇာကာတာဖြင့်ရွတ်ဖတ်ပူဇော်ခြင်းဖောင်တော်ဦးဆရာတော်ဦးသူရိယမှဆရာတော်ဘုရားကြီးရဲ့ထေရုပတ္တိအကျဉ်ကိုရွတ်ဖတ်ပူဇော်ခြင်းမူလမင်းကွန်ဓမ္မရိပ်သာတာကေတဆရာတော်မှဂုဏပူဇာကာတာဖြင့်ဖတ်ပူဇော်ခြင်းနဲ့တပည့်တကာဒကာမများမှရှစ်လုံးဘွဲ့ကဗျာဖြင့်ရွတ်ဖတ်ပူဇော်ခဲ့ပြီးဆရာတော်ဘုရားကြီးရဲ့ဝိဇာဒဂုဏပူဇာမင်္ဂလာအခမ်းအနားကိုစီကားတိုက်ငိုက်စွာအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။